မင်္ဂလာပါမိတ်ဆွေလွန်ခဲ့တဲ့အခန်းနှစ်မှာကျွန်တော်တို့ရဲ့စိတ်ကမြောက်တကောင်လိုကနာမငြိမ်ဘူးဆိုတာသိခဲ့ရပြီနော်အခုဒီအခန်းမှာတော့အဲ့ဒီမြောက်ကရိုးရိုးခုံနေတာမဟုတ်ဘဲဘလို့ဒုက္ခဇလန်းတွေကိုဖန်တီးနေတယ်လဲဆိုတာကိုပြောပြချင်ပါတယ်ဥပမာလေးတစ်ခုနဲ့စလိုက်ကြစို့မနခင်ရုံးကိုရောက်တော့မိတ်ဆွေကလှုပ်ဖော်ကိုင်ဖက်တယောက်ကိုပြုံးပြလိုက်တယ်ဒါပေမဲ့သူကမိတ်ဆွေကိုပြန်မပြုံးပဲလက်လာလွဲသွားတယ်ဒါဟာအဖြစ်အပျက် fact သက်ပါသူပြန်မပြုံးဘူးပြီးပါပြီဒါပေမဲ့မိတ်ဆွေရဲ့စိတ်ထဲမှာဒီတိုင်းပြီးသွားရလားမပြီးပါဘူးမြောက်စိတ်ကအလုစာလုပ်ပါပြီနံပါတ်1ဟင်သူငါ့ကိုမမြင်တာလားမြင်လျက်နဲ့မခေါ်တာလားတန်တရားနံပါတ်2မနေ့ကငါပြောလိုက်တဲ့စကားကို तू စိတ်ဆိုးနေတာလားစိုးရိမ်စိတ်နံပါတ်3 तू ငါ့ကိုမခင်တော့ဘူးပဲတခြားလူတွေနဲ့ပေါင်းပြီးငါ့ကိုဝိုင်းပယ်ထားကြတော့မှာလားပုံကြီးကျဲချင်းနံပါတ်4ငါကလူရမဝင်းပါဘူးဘယ်သူမှငါ့ကိုဂယုမဆိုင်ကြပါဘူးကိုတိမ်ငယ်ချင်းတွေ့လိုက်လားမိတ်ဆွေ तू ပြန်မဖြုံးဘူးဆိုတော့တင်းငယ်တဲ့အဆက်အပြောက်လေးကနေငါ့ကိုဘယ်သူမှဂယုမဆိုင်ဘူးဆိုတော့ကြီးမားတဲ့ဝမ်းနည်းမှုကြီးဖြစ်သွားတာကိုအဲ့ဒီလိုအသေးအမွှားလေးကနေအကြီးကြီးဖြစ်အောင်ချဲကားတွေးတော်နေတာကိုဗုဒ္ဓဇာမင်မှာပပန်ဆာလို့ခေါ်ပါတယ်ပပန်ဆာဆိုတာပါဠိစကားလုံးကြည့်ပြီးချဲကားခြင်းနေပယ်ချက်ထွန်းခြင်းပုံကြီးချဲခြင်းလို့အသိပေးရပါတယ်ခေတ်စစ်စိတ်ပညာ modern psychology မှာတော့ဒါကို catastrophizing ကပ်ပဲကြီးတစ်ခုလို့ပုံကြီးချဲခြင်းတို့ဟို mental proliferation လို့ခေါ်ပါတယ်မြတ်စွာဘုရားရှင်ဟာမတုပိန်တကိတုံမှာဒီသဘောတရားကိုအလွန်တိကျစွာဟောကြားခဲ့ပါတယ်မျက်စိကအစင်းကိုမြင်တယ်မြင်ကံမြကိုခံစားတယ်ခံစားရတာကိုမှတ်သားတယ်မှတ်သားထားတာကိုကြံစည်တယ်ကြံစည်မိတာကိုပပန်ဆချဲကားတယ်အဲ့ဒီလိုချဲကားလိုက်တဲ့အခါမှာအတိတ်အနာဂတ်ပြစ္ဆုတ်ပံ၃ပါးစလုံးမှာမပြီးနိုင်မစီးနိုင်တဲ့အတွေးတွေကကိုယ့်ကိုပြန်ပြီးလွမ်းမိုးချုပ်ကင်သွားတော့တာပါပဲရိုးရိုးရှင်းရှင်းပြောရရင်မိတ်ဆွေခံစားနေရတဲ့စိတ်ဖြီးစည်းမှု90%ဟာအပြင်လောကမှာတကယ်ဖြစ်ပျက်နေတာမဟုတ်ပါဘူးမိတ်ဆွေရဲ့စိတ်ကပပန်ဆလုပ်ပြီးဖန်တီးထားတဲ့ဇာလန်းနေတာဖြစ်ပါတယ်မိတ်ဆွေရဲ့ချစ်သူကဖူးမကောင်းတာနဲ့သူအန်ဒီရဖြစ်နေပြီလားဆိုပြီးတွေးတာဒါမှမဟုတ်သူနောက်တယောက်နဲ့များတွားနေသလားဆိုပြီးတွေးတာဒါတွေအားလုံးဟာပပန်ဆပါပဲဒါကြောင့်မိတ်ဆွေဒီနေ့ကစပြီးစိတ်ညစ်စရာအတွေးတစ်ခုဝင်လာတိုင်းကိုမေးခွန်းတစ်ခုပြန်မေးပါဒါကတကယ်ဖြစ်ပျက်နေတဲ့အမှန်တရားလားဒါမှမဟုတ်ငါစိတ်ကပုံကြီးချေနေတဲ့ဇလန်းလားအမှန်တရားနဲ့ဇလန်းကိုခွဲခြားနေလိုက်တာနဲ့မိတ်ဆွေရဲ့စိတ်ပူလောင်မှုတဝက်လောက်လျော့ကျသွားပါလိမ့်မယ်ဒါပေမဲ့ဒီလိုခွဲခြားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီမပါတော့အောင်တားဆီးဖို့လိုပါတယ်အဲ့ဒီအတွက်အကောင်းဆုံးနည်းလမ်းကတော့ဖြစ်စွပန်တေးလေမှာနေချင်းပါမယ်ဒါကိုဘလို့လက်တွေကျင့်သုံးမလဲနောက်ဗီဒီယိုမှာဆက်ပြီးပြောပြပေးပါမယ်